British အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ channel ကနေပြန်လည်ကြိုဆိုနိုင်ပါရှင် British တွေကတော့တင်ဆက်ပေးမယ်သတင်းချောင်းတွေကတော့တရုတ်ဆောင်မင်းသမီးဆိုပြတဲ့ဇင်ရဲ့ဆဲမကောင်းစရာသတင်းတွေပဲဖြစ်ပါရယ်မင်္ဂလာပါ British တွေမင်းသမီးကြီးဆိုပြတဲ့ဇင်ဟာဆိုလို့ရှိရင်မြန်မာရုပ်ရှင်နဲ့ဗီဒီယိုလောကမှာ British ရဲ့ချစ်ခင်အားပေးမှုအခိုင်အမာရရှိထားတဲ့ထိပ်တန်းမင်းသမီးတစ်လည်းဖြစ်ပါရယ်ဆိုပြတဲ့ဇင်ဟာအနုပညာမျိုးရိုးထက်ကဆင်တက်လာတဲ့တူတူဖြစ်ပြီးအောင်မြင်နေတဲ့အနုပညာရှင်မိသားစုဝင်တွေဖြစ်ပါရယ်သူမဟာဆိုလို့ရှိရင်အကယ်ဒမီဆိုမြတ်တူစားနေဆိုမြတ်နန္ဒတွေရဲ့ညီမဝန်ခွဲတော်စားတဲ့သူဖြစ်ပါရယ်ဆိုပြတဲ့ဇင်အားဆိုလို့ရှိရင်ခရီးတရုတ်ဆောင်ဘွားတွေကနေအနုပညာလောကထဲကိုရောက်ရှိလာခဲ့တာဖြစ်ပြီးရွှေစင်ဆိုတဲ့နာမည်နဲ့လည်းလူသိများလာခဲ့တဲ့ဖြစ်ပါရယ်သူမရဲ့တရုတ်ဆောင်ချက်တွေဟာပြပြင်းပြီးအေဂျင့်နဲ့အတွင်ပြင်းရှိတာကြောင့်ဗြိတိန်တွေကစိုးပြေလို့ချစ်စနိုးနဲ့ခေါ်ဆိုနေခဲ့ကြလည်းဖြစ်ပါရယ်အခုတစ်ခါမှဆိုရင်တော့ဆိုပြတဲ့ဇင်ရဲ့ဆဲမကောင်းစရာသတင်းကြားလို့နေခဲ့လည်းဖြစ်ပါရယ်ဒါကတော့ကျိုးဆောင်မင်းသမီးဆိုပြတဲ့ဇင်ဟာဆိုလို့ရှိရင် live စီတွေရောင်းတဲ့ကဆယ်ရွှေရတနာတွေဟာဆိုလို့ရှိရင်စိတ်အတူတွေနဲ့လူထုကိုကျင်းထက်နေတဲ့ဆိုပြီးဗြိတိန်ရဲ့ဝေဖန်ခြင်းကိုခံရတဲ့ဖြစ်ပါရယ်ဆိုပြတဲ့ဇင်ဟာဆိုလို့ရှိရင်လိုက်လွယ်ပြီးစိတ်ထက်ပစ္စည်းတွေရောင်းချပေးရမှာ360တန်းစိန်နကကို340 380တန်းစိန်ဆွဲကြိုးကို330စသဖြင့်မူရင်းစေးရထက်ဝက်မကရှော့ချရောင်းချခဲ့တဲ့ဖြစ်ပါရယ်ဒါမှဟင်းရွက်ကစွန်းရွက်တော့ယခုလိုခေတ်မှာဈေးလျှော့မရောက်နိုင်တဲ့အချိန်မှာအဖိုးတန်စိန်ထက်တွေကိုဒီလောက်ထိရှော့ရောင်းနေတာဟာစိတ်အတူတွေဖြစ်နေမလားဆိုပြီးဗြိတိန်တွေကဝေဖန်နေခဲ့ကြတဲ့ဖြစ်ပါရယ်ဆိုင်ရှင်ကမေသမီဆိုပြတဲ့ဇင်ကိုလူချစ်လူခင်များတာဒီလိုပတ်စံပေးပြီးစိတ်အတူတဲ့ဂျင်းထက်ခိုင်းနေရလားဆိုပြီးပြင်းပြင်းထထဝေဖန်နေခဲ့ကြတဲ့ဖြစ်ပါရယ်ထို့ပေါ်မှာဆိုရင်တော့ဆိုပြတဲ့ဇင်ကပြန်လဲပြီးတော့ဖြည့်ရှင်းလာခဲ့တဲ့ဖြစ်ပါရယ်ယခုလိုစိတ်အတူနဲ့ဂျင်းထက်နေတဲ့ဆိုတဲ့စကားဟာသူမရဲ့ပုံရိပ်နဲ့ဂုဏ်တိတ်ခါကိုအလွန်ထိခိုက်ကြောင်းပြောဆိုလာခဲ့လည်းဖြစ်ပါရယ်သူမဟာဆိုလို့ရှိရင်တော့ဆိုင်တွေနဲ့လက်တွဲလာတာကြပြီဖြစ်ပြီးစိတ်ရင်သူကြောင့်တဲ့ဆိုင်လောကမဟုတ်ကြောင်းသူမကိုယ်တိုင်အာမခံကြောင်းပြောဆိုထားလည်းဖြစ်ပါရယ်ဆိုင်တစ်ဆိုင်နဲ့တစ်ဆိုင် promotion လုပ်ဖို့ချင်းမတူကြောင်းတချို့ကတော့90ရာခိုင်နှုန်း off ပေးတယ်လို့တချို့ကကန်ဆယ်မဲ့ဖောက်ပေးတာမျိုးလည်းရှိကြောင်းအခုရောင်းချမှုတွေဟာဆိုင်ရဲ့ promotion ကြောင့်သာဈေးနှုန်းတွေကျဆင်းနေတာဖြစ်ကြောင်းပြန်လည်ရှင်းပြထားလည်းဖြစ်ပါရယ်သူမအပြင်တခြားသောမင်းသားမင်းသမီး3-4ယောက်ခန့်ကဒီဇိုင်းတွေပဲအရင်ကရောင်းချခဲ့ပူပေမဲ့သူတို့ကဆိုပြတဲ့ဇင်လောက်ပရိသတ်တွေပတိရအတွက်နာမည်မထွက်ခဲ့ခြင်းဖြစ်ကြောင်းပြန်လည်ဖြစ်ဆိုခဲ့လည်းဖြစ်ပါရယ်ဆိုပြတဲ့ဇင်ကတော့သူမရောင်းချခဲ့တဲ့စိန်ထက်တွေဟာလုံးဝအစစ်အမှန်တွေဖြစ်ပြီးအထင်မြင်လွယ်မှားနေတာကိုအားလုံးရှင်းသွားအောင်ပြန်လည်ပြီးတော့ရှင်းပြခဲ့တာပဲဖြစ်ပါရယ်